piano မှာဆိုရင်အနိမ့်တန်နဲ့အမြင့်တန်ရှိတယ်အနိမ့်တန်ကြတော့ C1 နေစပြီး C1 C2 C3 C4 C5 C6 C7 နာအမြင့်ဆုံးအတန်း C7 ထိရှိရနော်အစဉ်လက်ကွက်တူတူသားကြည့်ကြမယ်နော် piano မှာဆိုရင်တော့အနိမ့်တန်ဒီဘက်ချမ်း C1 နေစပြီးတော့အမြင့်တန်တော့ C7 ထိရှိတယ်အဲဆိုရင် C1 တော့မယ်နော်လက်ဒီလိုတင်လိုက်မယ်သူတန်တစ်မျိုးတည်းဟော C2 သူတန်လည်းနည်းနည်းဟိုစားဒီမှာ C3 နည်းနည်းကောင်းလာနည်းနည်းနူးလာတော့ဒီမှာ C4 ဒါ C5 C6 C7 တော့မယ်ဆိုရင်ဒါ piano ရဲ့သူ့ရဲ့တန်စင်ပေါ့ gear C1 နဲ့ C7 ရှိတာအနိမ့်တန်နဲ့အမြင့်တန်ပေါ့နော် okay